大家好，欢迎来到我们的中文课。阿龙们明啦吧 ？AMC 丢啥的那讲讲你比较抽出来吧的。你哋考 lesson 2ရောက်ပြီပေါ့နော် HSK 1ရဲ့ lesson 2ပါဒါဆိုရင်ခေါင်းစဉ်လေးကိုကြည့်လိုက်ရအောင်ခေါင်းစဉ်လေးက我叫李王我叫李王我ဆိုတာကကျွန်တော်ကြောက်ဆိုတာကခေါ်သည်လီဝမ်ဆိုတာကဒါလူနာမည်ကိုပြောတာပေါ့နော်ဝေါ်ကြောက်လီဝမ်ဆိုတော့ကျွန်တော်နာမည်ကလီဝမ်ပါဒါဆိုရင်အောက်မှာရွယ်ချက်တွေပါတယ်ရွယ်ချက်လေးကိုကြည့်အောင်သူကဘယ်နှချက်လဲဆိုတော့၄ချက်ပါပါတယ်ဒါဆိုပထမအဆုံးသောရွယ်ချက်ကိုကြည့်အောင်难听懂并使用中文姓名自我介绍ဒီတရုတ်နာမည်ကိုသုံးပြီးတော့မိတ်ဆက်တက်ရမယ်မိတ်ဆက်တက်မယ်ဆိုနော်ဒီအခန်းမှာဒါဆိုရင်နာမည်နဲ့မိတ်ဆက်တာတဲ့အကြောင်းအရာတွေပါမယ်ပြီးနောက်တစ်ခုအတူကဝင်မြန်လေးတွတ်လေးပြောလိုက်မယ်နော်အတူချုပ်ပြီးတော့ပဲနန်းချင်းတုံ并使用ဒုတိယအကြောင်းနော်ဒုတိယအကြောင်းကကြတော့ဒုတိယချက်က能听懂并使用致歉语用对不起和没关系表达歉意和回应ပြောချင်တာကဒီတောင်းပန်တဲ့အခါမှာတုံးတဲ့对不起နဲ့没关系对不起没关系ကိုနားလေပြီးတော့ပြန်ပြီးတော့လည်းအသုံးချတတ်ရမယ်သူများပြောတာကိုလည်းနားလည်မယ်ပြီးရင်ကိုကလည်းပြန်ပြီးတော့အသုံးချတတ်မယ်ဒီတောင်းပန်တဲ့အခါမှာသုံးတဲ့ဒီစကားကိုပြီးရင်နောက်တစ်ခုကကြာ讲我汉语的基本语序ပေါ့နော်ဘာလဲဆိုတော့တရုတ်စာအခြေခံစကားလုံးတွေစီစဉ်ပုံကိုသိရမယ်ပိုင်နိုင်ရမယ်ပြောချင်တာကဒါဘာကိုပြောချင်တာလဲဆိုတော့အခြေခံဝကြတိဆောက်ပုံပြောချင်တာပါဒီအခြေခံဝကြတိဆောက်ပုံဒီတရုတ်စာကအင်္ဂလိပ်နဲ့တူတယ် subject လာတယ်ပြီးရင် verb လာတယ်ပြီးရင် object လာပါတယ်ဒါတော့အနောက်မှာအခန်းဒီမှာအကျေတုံးပါလိမ့်မယ်ပေါ့နော်ပြီးရင်နောက်ဆုံးတစ်ချက်ကိုကြည့်ကြအောင်了解中文姓名的构成ဒီတရုတ်နာမည်တွေရဲ့ဖွဲ့စည်းပုံကိုနော်ဖွဲ့စည်းပုံကိုလည်းသိရှိနားလည်ရမယ်တဲ့ဒီတရုတ်နာမည်တွေရဲ့ဖွဲ့စည်းပုံဆိုဆွမ်းနာကအရှိမပါတယ်နော်ဒီအရှိမပါတယ် lesson 1မှာဆိုဝမ်ယီဖိန်းဒါဆိုရင်အရှိကဝမ်ဆိုတာကဒါကတရုတ်တွေရဲ့မျိုးရိုးနာမည်ရှေ့ဆုံးစလုံးကဒါကိုသိရမယ်နော်ပြီးရင်အခုဒီ lesson မှာလည်းပါတယ်ဒီမှာလီဝမ်ဆိုတာဒါဆိုရင်အရှိကသူ့ရဲ့မျိုးရိုးဒီလီနော်ထားတဲ့ရှင့်ကလီသူ့ရဲ့မျိုးရိုးဒါဒီလိုဝကြတိဆောက်ဒီလိုမျိုးဥစ္စာတရုတ်တည်းရဲ့နာမည်ဖွဲ့စည်းပုံကိုလည်းသိရမယ်တဲ့ပြောထားတာနော်ဒါဆိုရင်အောက်ကခက်ဝင်သွားလို့ရပါပြီခက်ဝင်မသွားခင်သူ့မှာရှင်းစစ်ပါပါတယ်ဒါဆိုရင်ရှင်းစစ်ကိုကြည့်ကြည့်အောင် Okay နံပါတ်1请问အဲ့ဒါချင်းတလုံးနဲ့ဆိုရင်ကျေးဇူးပြု၍1တလုံးနဲ့ဆိုရင်မေးသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်请问ဆိုတော့ကျေးဇူးပြု၍မေးပါရစေတရားရုပ်ကိုမေးခြင်းတဲ့အခါမျိုးမှာကိုကရိုသေတမှုနဲ့ဆိုအရှိရချင်းဝမ်ထည့်လို့ရတယ်ချင်းဝမ်နောက်ကမှကိုမေးချင်တာဆက်မေးလို့ရတယ်ချင်းဝမ်ကျေးဇူးပြုပြီးမေးပါရစေနံပါတ်1တီးပြီးသားပဲနီကကြတော့တင်မင်းခမတယောက်တည်းကိုညွှန်းတာပါပြီးရင်နောက်တစ်ခုကကြတော့ကြောက်ကကြတော့ခေါ်ဒီနောက်တစ်ခုနံပါတ်4什么ကဘာလဲတော့အမေနန်စာ什么ပြီးနောက်တစ်ခုနံပါတ်5名字နာမည်ပြီးနောက်ဆုံးတစ်လုံးကတော့我ကျွန်တော်ဒါဆိုရင်ဗမာလိုအဓိပ္ပာယ်လေးတွေရပြီဆိုရင်အတန်ထွက်လေးတိုင်ပေးပါမယ်ဒါဆိုရင်အစာနေပြီးတော့ပြန်တိုင်ပေးမယ်请问你叫什么名字我 Okayဒါဆိုရင်ဒီစလုံးလေးရပြီဆိုရင်စာပိုက်ကိုသွားမယ်ခုံဒါဆိုစာပိုက်မှာခေါင်းစဉ်ပါတယ်ကြည့်ကြည့်အောင်在教室里文艺飞在认识学生ဒီဟာလေးပြောနော်ဒီစာသင်ခန်းထဲမှာတဲ့文艺飞ကဒီကျောင်းသားတွေနဲ့သူကမိတ်ဆက်တာပေါ့ဒီခန်းမှာကျောင်းသားတွေနဲ့မိတ်ဆက်နေပါရင်းနှီးမိတ်ဆက်တဲ့ဥစ္စာကိုပြောချင်တာဒါဆိုရင်သူဘာပြောမလဲကြည့်ကြည့်အောင်မိတ်ဆက်တဲ့ဆိုတွေကတေးကြတယ်ဟုတ်လားနာမည်မေးတော့မှာဟုတ်လားရွေချက်တင်မှာပါပြီးတာနော်ဒီမှာပြောတဲ့သူ2ယောက်ကြည့်မယ်ဒီမှာတယောက်ရဲ့နောက်တဲ့ဇက်ကောင်အစ်စ်ပါမယ်နော်ပြောရတဲ့သူက2ယောက်ဝမ်ယီဖိန်းရဲ့ရှေ့မှာပါပြီးဒါ lesson 1မှာပါတယ်ဝမ်老师နောက်တဲ့သူက钱天中ဒါ钱天中ကဒီမှာတယောက်ဒါဆိုရင်ပြောရတဲ့သူရှေ့ရဥစ္စာကြည့်ကြအောင်ဝမ်ယီဖိန်းပါပြောလဲကြည့်အောင်请问你叫什么名字请问你叫什么名字请问ကျေးဇူးပြုပြီးတော့မေးပါရစေ你叫什么名字你呀名照个考的什么嘛嘞名字那么你叫什么名字ဆိုတော့ဘယ်လိုလေးပါလာပြန်မယ်မင်းနာမည်ဘယ်လိုခေါ်လဲကျေးဇူးပြုပြီးတော့မေးပါရစေနာမည်ဘယ်လိုခေါ်လဲဒီလိုမေးလိုက်တာရမယ်နော်ဒါဆိုရင်အောက်ကိုကြည့်ရအောင်ဟုတ်ပြီအောက်မှာသူကပြန်ဖြေပေးထားတယ်我叫
我照前天中我照前天中ကျွန်တော်ဒီမှာလာပြီ subject ဖွဲ့စည်းပုံအရင်ဆုံး我ဆိုတာ subject အဲဆိုတော့我 subject လာတယ်ပြီးတော့ verb ရှာမယ် subject ပြီးရင် verb လာမှာကြောက်ခေါ်ဒီ subject verb အဲဆိုရင် subject verb ရဲ့အနောက်ကမှာကိုရဲ့ဒီ前天中ဆိုတာဒါတော့သူ့ရဲ့နာမည်က前天中အဲတော့我照前天中ကျွန်တော်နာမည်前天中လို့ခေါ်ပါတယ်ဒါဆိုရင်ကိုယ့်ရဲ့နာမည်ပြန်ထည့်မယ်ဆိုရင်ဒီဘယ်နေရာမှာထည့်မလဲဒီချန်ချန်ကျုံရဲ့နေရာမှာထည့်မှာပေါ့အဲ့နေရာလေးမှာဥပမာအောင်ဆိုရင်我叫အောင်ရမှာနော်အရှိကစမကျွန်တော်နာမည်အောင်ပါကျွန်တော်နာမည်အောင်လို့ခေါ်တယ်ဒီမှာဆိုရင်ကျွန်တော်ဒီ subject ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဆိုတော့我ခေါ်တယ်နာမည်ခေါ်ပါတယ်ဆိုတော့ verb ဒီကြောက်ဒါကြောင့်မို့ subject ပြီး verb လာမယ်我照ပြီးတော့မှကိုယ့်ရဲ့နာမည်ထည့်မယ်နမူနာအောင်အဲ့တော့我照အောင်ဒီလိုလာမှာပါရမလားမသိနော်ဒီမှာတော့前天中ဆိုတော့我照前天中ရမယ်နော်အဲ့ဆိုရင်ဗမာလိုအဓိပ္ပာယ်လေးပြီးသွားပြီဆိုတော့ဒီဟာလေးကိုနောက်တစ်ခါတော့ပြန်ဆိုကြည့်အောင်请问你叫什么名字请问你叫什么名字我照前天中我照前天中ဒါဆိုရင်ဒီ前天中ရဲ့နေရာမှာနော်前天中ရဲ့နေရာမှာဒီနေရာမှာကိုယ်နာမည်လေးပြောင်းပြီးထည့်ရမှာ我叫ဘသူရမှာနော်ဒီလိုဝန်ကြီးဖိန်းနဲ့ပြောချင်တယ်ဆို我叫ဝန်ကြီးဖိန်းဒီလိုမျိုးလေးပြောင်းရမှာရမှာနော်သူများကိုနာမည်မေးချင်လဲအဲ့လိုပဲ你叫什么名字ဒါလေးမေးမှာ你叫什么名字မင်းနာမည်ဘယ်လိုခေါ်လဲဒါဆိုပြန်ဖြေနော်我叫ပြီးရင်ဆွမ်းနာတော့မြင်းတားထားတဲ့နေရာမှာပြန်ပြီးတော့ထည့်မှာပေါ့နော်ဒီမြင်းအနီလေးတားထားတဲ့နေရာမှာထည့်မယ်我叫ဆိုပြီးတော့ကိုယ့်ရဲ့နာမည်ထည့်မယ်အဲဆိုရင်ခဝင်ကြီးပြီးသွားပါပြီအဲဆိုရင်ခဝင်2တော့မယ်ခဝင်2ကဒီမှာသူ့မှာလည်းရှမ်းစစ်ပါတယ်ကြည့်ကြည့်အောင်နံပါတ်9ပူဒါဆိုပူကအငင်းမှားဘူးအလဲမသူ့နောက်မှာ verb တစ်ခုခုနဲ့တွဲမှာပေါ့နော်အငင်းမှာမှားဘူးအဓိပ္ပာယ်ရတယ်ပြီးနံပါတ်8是ကကြတော့ဖြစ်သည်ဟုတ်တယ်လို့ပြောတာ是အမှသူ verb နောက်တစ်လုံးပါလာပြီเนาะအရှိမတော့ဆောနာကကြောက်ခေါ်သည်ဆိုတော့ verb တစ်လုံးဒီမှာပြီးနောက်တစ်ခုနံပါတ်是ဖြစ်သည်ဆိုတာပါတယ်ပြီးနံပါတ်9ကြည့်အောင်နံပါတ်9ကကြောက်对不起ကကြတော့နှုတ်ဆက်sorry 对不起ကတောင်းပန်ပါတယ်ပြောလိုက်တာเนาะဒီဟိုမှာတော့လည်းရွယ်ချက်ထူးမှပါတယ်ဒီတောင်းပန်မှာနှုတ်ဒီတောင်းပန်စကားပြောတဲ့အခါမှာပြန်ပြီးတော့အသုံးချတတ်မယ်ဆိုတာပါပြီးသားမလို့နံပါတ်9ကြည့်အောင်对不起sorry ပါဒီတောင်းပန်ပါတယ်သူနဲ့တွဲမှာဒီမှာမြင်ရလားတော့မသိဘူးသူနဲ့တွဲမှာနံပါတ်10没关系အာမနာပါနဲ့ရတယ်ဆိုအဓိပ္ပာယ်没关系သူနဲ့တူတာနောက်တစ်ခုရှိရနံပါတ်17အောက်မှာအသစ်ပါတယ်ဒါအဲ့ဒီစလုံးလေးကတော့အပြင်မှာပို့ပြီးတော့သုံးတယ်စကားပြောမှာ没事စကားရေးမှာလည်းပါတယ်လေတခုပြောရဆို对不起လို့တစ်ဖက်ကပြောရင်没事ရတယ်ဘာမှဖြစ်ဘူးလို့ပြောတာ没事ကလည်းဒီစနော်တော့ရတယ်အာမနာနဲ့လို့ပြောချင်တဲ့သဘောပါပဲ没关系စား没事လည်းသုံးလို့ရပါတယ်ရမှာနော်ဒါဆိုရင်အဓိပ္ပာယ်လေးပြီးသွားပြီဆိုလို့ရှိရင်အတန်ထွက်လေးပြောကြည့်အောင်ဒါဆိုရင်အတန်ထွက်တိုင်ပေးပါမယ်အတန်ထွက်လေးလို့ကြည့်အောင်不是对不起没关系没事ရမှာနော်ဒါဆိုရင်ခုံ2တော့Okay ခုံအားကဒီမှာခေါင်းစဉ်လေးပါတယ်ခေါင်းစဉ်လေးကိုအရင်ကြည့်မယ်在校园里ဆိုတာဒီက张窝内嘛前天中和百家乐打招呼认错了人你ပြောချင်တာက前天中ဆိုတော့ပါပြီးသားအရှိမစက်ကောင်တစ်ခုပြီးနောက်တစ်ခုနောက်ထပ်အသစ်ပါမှာပေါ့နော်百家乐နဲ့ဒီ打招呼认错ဆိုတာဘာပြောချင်တာလဲဆိုတော့လူမှားပြီးတော့နှုတ်ဆက်မိတာလူမှားပြီးတော့နှုတ်ဆက်မိတာပေါ့နော်အကြောင်းဝင်ထဲမှာဒီချမ်းကျုံနဲ့ပိုက်ကြားရွယ်ကလူမှားပြီးတော့မိတ်ဆက်မိတာနှုတ်ဆက်မိတာပေါ့နော်အကြောင်းဟုဆိုတော့နှုတ်ဆက်တာပေါ့ပြီးရင်ဒါဆိုရင်ဒီအောက်ကိုကြည့်ရအောင်အောက်မှာပြောတဲ့သူကချမ်းကျုံဒါဆိုရင်နောက်တစ်ဇက်ကောင်တစ်ခုပါတယ်ပိုက်ကြားရွယ်ဒါတို့ပဲเนาะအဲ့ဒါသူတို့နှစ်ယောက်ပြောမှာချမ်းကျုံနဲ့ပိုက်ကြားရွယ်နဲ့ဟောပြီးချမ်းကျုံပါပြောလဲကြည့်အောင်
你好安妮你嘛你呀啦唔知看哪里喏你好安妮你好安妮သူနှုတ်ဆက်လိုက်တယ်အန်နီဆိုတာလူနာမည်ပြောနော်ပြီးရင်နောက်တစ်ခုပိုက်ကြားရွက်ကဗာပြောလဲကြီးကြီးအောင်ခဏလေးနော်ကျင်းနေလို့နည်းနည်းလေးတော့ချဲ့ပါမယ်ပိုက်ကြားရွက်ကဗာပြောလဲ你好前天中你好前天中啊你好前天中明啦吧你好我前天中呢我不是安妮我不是安妮我是百家乐我不是安妮我不是安妮对啦唔对我不是安妮ကျွန်တော်安妮မဟုတ်ဘူးတဲ့我是百家乐我是百家乐ကျွန်တော်က百家乐ပါတဲ့အဲဆိုရင်သူကလူမားတာပေါ့နော်ချန်天中အန်နီထင်ပြီးတော့မှားပြီးတော့နှုတ်ဆက်လိုက်တာအဲ့မှာကိုမဟုတ်ဘူးလို့ပြောခြင်းတဲ့အခါမျိုးပေါ့ဒီမှာပုဆိုတာလေးပါလာပြီအရင်တော့ကကြတော့ subject လာတယ်မြင်ရလားမသိခဏနော်အယောင်လေးပြောင်းလိုက်မယ်အရင်တော့က subject ဟောဒီတော့က subject လာတယ်ပြီးရင် verb လာတာမဟုတ်လားဒါဆိုရင် verb ရဲ့အရှိမဒီကကျွန်တော်မဟုတ်ဘူးလို့ပြောချင်တာဟုတ်တာဆွမ်းနာဖြစ်တယ်ဟုတ်တယ်ဆိုရင်ဆွမ်းနာတော့ရှစ်ဆိုတာလေးသုံးတယ်လीနော်ရှစ်ဆိုတာဆွမ်းနာတော့မီနင်းထဲမှာပါအခုမဟုတ်ဘူးဆိုတာညင်းချင်တာအငင်းဆိုရင်ဆွမ်းနာကမီနင်းထဲမှာပါပြီးသားပုဒီပုလေးပြောတာဒီပုလေးကိုညင်းမှာအဲဒါကြောင့်မို့ဒီမှာအငင်းဒီပုထည့်မယ်ဒါဆိုရင် verb ရဲ့အရှိမပဲထည့်ရမယ်မှတ်ထားပါအငင်းက verb ရဲ့အရှိမပဲထည့်ရပါတယ်အဲဆိုရင်ကျွန်တော်ဆိုတော့ဝါမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်အန်နီမဟုတ်ဘူးမဟုတ်ဘူးဆိုတော့ပုဖြစ်တယ်ဟုတ်တယ်ဆိုရှစ်နဲ့တွဲမှာအဲ့တော့不是我不是အဲ့လိုဖြစ်သွားမယ်我不是နောက်ကမှကိုမဟုတ်ဘူးဆိုတဲ့အကြောင်းကပြောမယ်ဗာပြောမှလဲဆိုအန်နီအဲ့တော့မှ我不是安妮ဒါဆိုရင်မှတ်ထားရမှာအငင်းဒီ verb ရဲ့အရှိမပဲရှိပါတယ်နော်ဒါဆိုရင်ရမယ်နော်啊，所以都表了你好，前天中啊，前天中明了吧？我不是安妮，真那个安妮么好不？但是安妮我家表的么喏，说那种话了没有？我不是安妮，比哪都够多没？哪都够多没？哪都够对吗？看来喏，对吗？啥大也变偏呀，我们。哦，比哪都讲几句啊？哪都讲个家咯？我是百家乐，么好不年比哦，过这个过夜那么喏变表嘛。အဲ့တော့我是百家乐မဟုတ်ဘူးကျွန်တော်ကဘာတူပါပြန်ပြောမှာအဲ့တော့ subject ကျွန်တော် verb subject က我那么 subject 下面 sorry မဲနေကြီးကပို့ထင်းနော် subject က我ကျွန်တော်ကဘာတူဖြစ်တယ်အဲ့တော့ကျွန်တော်ကဘာတူဖြစ်တယ်အဲ့တော့ကျွန်တော်ပြီးတော့ verb လာမယ် verb ဒီဖြစ်တယ်ဟုတ်တယ်ဆိုရင်စွမ်းတာတွေက是လို့ပြောပြီးသားအဲ့တော့verb က是我是ပြီးတော့မှနောက်ကနေပြီးကျွန်တော်ကဘာတူပါဆိုနောက်ကဘာထည့်မလဲကိုယ့်ရဲ့ဥစ္စာပြန်ထည့်ပါဥမာကျွန်တော်ကအောင်ပါဆို我是အောင်အခုသူ့ရဲ့နာမည်ဒီပိုက်ကြားရွက်ဖြစ်တာဖြစ်တယ်我是百家乐ကျွန်တော်ကပိုက်ကြားရွက်ပါရမယ်နော်အငင်းထည့်ခြင်းတော့လွယ်လွယ်လေးပဲသူ့ရဲ့ verb ရဲ့အရှိလေးဒီလိုဂျားလေးထဲမှာပုတ်ထည့်ပေးလိုက်အဲ့နော်အငင်းမဟုတ်ဘူးရိုးရိုးဝက်ကြဆိုရင်တော့ subject ပြီး verb လာတာပဲပြီးအနောက်ကမှကိုပြောချင်တဲ့အကြောင်းအရာကိုပြောမယ်အဲ့တော့我是百家乐ဥမာကျွန်တော်ကအောင်ပါဆို我是အောင်ကျွန်တော်ကမြတ်မြတ်ပါဆို我是မြတ်မြတ်ရမယ်နော်ဒီကတော့百家乐ဆိုတော့我是百家乐ရမယ်နော်ဒီတစ်ပိုက်လေးဒါဆိုရင်တော့သိရမှာက subject လာမယ် subject ပြီးရင် verb လာမယ်ပြီးအနောက်ကကိုသွားချင်တာကိုလာမယ်နော်အဲ့ဆိုပြီးရင် तू ကမှားသွားတာဖြစ်တဲ့အတွက်ဒီမှာအနောက်တစ်ကြောင်ထပ်ပြောတယ်တောင်းပန်တယ်တွေ့ဘူးချီတောင်းပန်ပါတယ်။ဒါမှအောက်ကပိုင်ကြရွက်ကထပ်ပြောတဲ့မိကွန်းရှိရပါတယ်အာမနာပါနဲ့ရတယ်လို့ပြောလိုက်တာပေါ့နော်။အဲဆိုရင်ဒီတစ်ပိုင်းပြီးသွားပါပြီ။အဓိပ္ပာယ်လေးရတယ်ဆိုလို့ရှိရင်ဒီဥစ္စာလေးပြန်သုံးလို့ရ။မိကွန်းရှိအစားအပြင်မှာသုံးလို့ရတယ်။မေရှိဆိုတာလေးလည်းထည့်သုံးလို့ရတယ်နော်။တွေ့ဘူးချီလို့တစ်ဖက်ကပြောမေရှိရတယ်။ဒါမှမဟုတ်လေမိကွန်းရှိရမယ်နော်။အဲဆိုရင်အဓိပ္ပာယ်လေးရပြီဆိုလို့ရှိရင်စာကြောင်းလေးကိုပြန်ပြီးတော့ဆိုကြည့်ရအောင်။你好安妮你好安妮နောက်တစ်ကြောက်你好前天中你好前天中我不是安妮我不是安妮我是百家乐我是百家乐ဟုတ်ပါနော်ပြီးနောက်တစ်ခု对不起对不起
没关系没关系ရမယ်နော် Okay ဒါဆိုရင်ဒီခုံ2ပြီးသွားပြီပြီးသွားပြီဆိုရင်ခုံ3โอเคဒါဆို课文3ကိုသွားရအောင်မသွားခင်သူ့မှာ3次ရှိမယ်အောက်ကိုကြည့်အောင်ပထမဆုံးတစ်လုံးဟန်ကကြတော့ a very အရန်ဆိုအတိတ်ပဲပေါ့နော်သူ့ရဲ့နောက်မှာ adjective ကတ်သုံးလို့ရပါတယ်ဟန် plus adjective ပေါ့နော်ဟန်ရဲ့နောက်မှာ adjective လိုက်သုံးလို့ရတယ်ပြီးရင်နောက်တစ်ခုနံပါတ်73ကောင်းရှင်ဆိုတာကဝမ်းသာသောပျော်ရွှင်သော adjective ပါပြီးရင်နောက်တစ်ခု认识ကရင်းနှီးသိကျွမ်းသည်ရင်းနှီးတဲ့သိကျွမ်းတယ်လို့ပြောလို့ရတယ်认识နောက်တစ်ခုနံပါတ်55ရေလဲပဲရေရမယ်နော်ဒါဆိုရင်ပမာလို့အဓိပ္ပာယ်လေးရပြီဆိုရင်အတန်ထွက်လေးပြန်တိုင်ပေးမယ်很高兴认识ရေဒါဆိုလို့ရှိရင်ခုံမဆိုင်အပိုက်လေးကိုသွားမယ်အပိုက်လေးကဒီမှာခေါင်းစဉ်လေးပါတယ်ခေါင်းစဉ်လေးကအရင်ဆုံးကြည့်အောင်在校园里的张温内嘛李玟和百家乐第一次相遇ဒါ李玟နဲ့ဒီ百家乐နဲ့ပထမဆုံးအကြိမ်တွေ့ဆုံတာပေါ့နော်အဲဆိုရင်ဗာပြောထားလဲကြည့်ရအောင်နည်းနည်းလေးချဲလိုက်မယ်ဒီမှာပြောတဲ့သူတွေက李玟百家乐2ယောက်ပေါ့နော်李玟ကဗာပြောလဲကြည့်ကြည့်အောင်你好我叫李玟你好我叫李玟你好我叫李玟မင်္ဂလာပါ我叫李玟ကျွန်တော်နာမည်က李玟ပါအဲဆိုရင်百家乐ထပ်ပြောတော့ကြည့်အောင်你好我叫百家乐你好我叫百家乐你好မင်္ဂလာပါ我叫百家乐ကျွန်တော်နာမည်百家乐လို့ခေါ်ပါတယ်ဒါတယောက်နဲ့တယောက်ဆန္ဒနာမည်တည်ပြီးသွားပြီဆိုတော့မိတ်ဆက်လိုက်တာပေါ့နော်ပြီးနောက်တစ်ကြောင်းကြည့်အောင်很高兴认识你很高兴认识你很高兴ဆန္ဒကဟန်ဆိုတာအရန်သူ့ရဲ့နောက်ကမှာ高兴ဆိုတာadjective လေးလိုက်တာ很高兴ဆိုတော့ရန်ဝမ်းသာပါတယ်ပေါ့ပြောရတာ认识ကဆန္ဒရတော့ရင်းနှီးတဲ့တိကျွမ်းတယ်လို့ပြောတာအဲ့တော့认识你မင်းနဲ့ဗောညီရဒီမှာ verb ရဲ့အနောက်ကလိုက်တာဖြစ်တဲ့အတွက်ဒါဒီ object ပါနော်မင်းနဲ့ရင်းနှီးရတာဝမ်းသာပါတယ်မင်းနဲ့ရင်းနှီးရတာဝမ်းသာပါတယ်လို့ပြောလိုက်တာပေါ့နော်很高兴认识你မင်းနဲ့ရင်းနှီးရတာဝမ်းသာပါတယ်ဒါ认识ဆိုတာ verb နောက်ကနေအဲ့ object ပေါ့နော်မင်းနဲ့တွေ့ရတာမင်းနဲ့ရင်းနှီးရတာဝမ်းသာပါတယ်ဒီလိုပြောလိုက်တာရင်းနှီးရတာပြီးတော့သိရတာပေါ့နော်အခုမှသိရလို့ရှင်လည်းအဲ့လိုသုံးလို့ရတယ်ပြီးရင်နောက်တစ်ကြောင်းကြည့်အောင်认识你我也很高兴认识你我也很高兴认识你verb ရဲ့အနောက်ကလိုက်တာဆိုဒါကိုเนาะ object နဲ့认识你မင်းနဲ့သိရတာမင်းနဲ့သိကျွမ်းရတာ我也ကျွန်တော်လည်းပဲ很高兴ဝမ်းသာပါတယ်အဲ့တော့တစ်ကြောင်းလုံးပါလာပြန်မယ်ဆိုရင်认识你我也很高兴မင်းနဲ့သိရတာကျွန်တော်လည်းပဲဝမ်းသာပါတယ်ရမယ်နော်အဓိပ္ပာယ်လေးအဲဆိုအရင်ဆုံးသူနာမည်မိတ်ဆက်တယ်ပြီးသွားရင်တွေ့ရတာဝမ်းသာပါတယ်အပြင်မှာလည်းလုပ်ဆက်ကြရလေနော်သိရတာဝမ်းသာပါတယ်သိကျွမ်းရတာဝမ်းသာပါတယ်ကျွန်တော်လည်းပဲမင်းနဲ့သိရတာဝမ်းသာပါတယ်ဒီလိုသဘောပြောတာโอเคဒါဆိုရင်စာကြောင်းလေးတွေဖတ်ကြည့်အောင်你好我叫李王你好我叫李王你好我叫百家乐你好我叫百家乐很高兴认识你很高兴认识你很高兴认识你ရမယ်နော်နောက်ဆုံးတစ်ကြောင်း认识你我也很高兴认识你我也很高兴 Okay ဒါဆိုရင်တော့ဒါကခဝန်းဆန်းပြီးသွားပြီပေါ့နော်ဒါဆိုရင် तू ကတော့တစ်ခါမှာ3 byte ပါတာ3 byte ပြီးသွားပြီဆိုတော့အောက်မှာနောက်တစ်ခုကကြောင့်跟读绕口令ဒါကဲဒါလေးကြံသေးနော်ဒါဆိုရင် तू ကအဖြတ်တောက်လေးနဲ့ဆိုအောင်ဒါလေးဖြတ်ပေးမယ်ဒီမှာတစ်ဖြတ်ပေါ့နော်七加一
ချီဆိုတာခုနှစ်ကြားဆိုတာကပေါင်းတယ်တစ်ဤဆိုတစ်ပေါ့ချီကြားဤခုနှစ်တစ်ပေါင်းပေါ့နော်ခုနှစ်ကိုတစ်ပေါင်းတယ်ကြိုက်ကြံဤကြိုက်ဆိုတာထပ်ပြီးတော့ကြံဆိုတာနှုတ်တာဤဆိုတစ်ကိုနှုတ်တယ်ခုနှစ်ကိုတစ်ပေါင်းတယ်ပြီးတော့နောက်ပြီးတော့တစ်ထပ်နှုတ်တယ်တဲ့ကြားဝန်ကြံဝန်တန်းယူကြည်ကြားဝန်ဆိုတာကပြီးမြောက်သွားတာပြောတာပေါ့နော်ဒီကြားဝန်ဆိုတော့ပေါင်းပြီးတော့ကြံဝန်ဆိုတော့နှုတ်ပြီးတော့တဲ့တန်းယူဆိုတာသူကရလက်ကိုပြောတာပေါ့နော်ကြီးဆိုတာဘလောက်လဲအဲ့တော့ကြားဝန်ကြံဝန်တန်းယူကြီးဆိုတာပေါင်းပြီးနှုတ်ပြီးရင်ရလက်ဘလောက်ကြံလဲလို့ပြောလိုက်တာအဲ့ဆိုရင်ပြီးရင်ဒီဘက်ပြီးမှထပ်ပါတယ်ပေါ့နော်ဒီဘက်ပြီးမှဒါလေးကကြားဝန်ကြံဝန်还是七ဒီပေါင်းပြီးနှုတ်ပြီးရင်ခုနှစ်ပြန်ကြံတယ်ခုနှစ်နဲ့ညီရဲလို့ပြောလိုက်တာပေါ့နော်ဒါဆိုရင်စုကြည့်ရအောင်七加一再减一加完减完等于几加完减完还是七ရမလားဒါဆိုတစ်ခါလို့ထပ်ပြောကြည့်အောင်七加一再减一加完减完等于几加完减完还是七ရမယ်နော်ဒါဆိုရင်တော့ဒီနေ့ lesson 2ပြီးသွားပြီပေါ့နော်ဒီတရက်ချာစီပါတရက်ချာတစ်ခါ lesson တစ်ခုစီတင်သွားပြီမယ်ပေါ့နော် OK 大家再见